Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ chocolate တိုင်း လေးနဲ့စားလို့အရန်ကောင်းတယ်brownie လေးလုပ်စားမယ်ပေါ့နော်ချူချူစိတ်စိတ်လေးနဲ့အရန်စားလို့ကောင်းတာမို့ဗီဒီယိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ရှင်အရင်ဆုံးကိတ်ချုံကို136 gram ထည့်ပါမယ်တခြားတော့ဒီမှာကျွန်မသုံးလာတာတအားများသွားတယ်ပေါ့နော်အရန်အချူစူးသွားပါတယ်ကျွန်မအခုမှ brownie ကိုစားလုပ်ပူတာမို့လို့ပေါ့နော်သူများရဲ့ recipe လေးကိုယူပြီးလုပ်လိုက်တာဖြစ်ပါတယ်တခြား300 gram ထည့်လိုက်တယ်ပေါ့နော်ချက်အုပ်လေးလုံးသုံးပါမယ်ကိုးပေါင်နာမုတ်ကတော့51 gram ထည့်လိုက်ပါတယ်သူ့ရဲ့ recipe ရဆိုလို့ရှိရင်တော့ကိုပေါင်နာက50 gram ပေါ့နော်ကျွန်မကတော့1 gram လောက်ပို့သွားပါတယ်ပြီးတော့ margarine ကိုကျွန်မက118 gram အသုံးပြုပါတယ်စားဟိုကတော့3 gram အသုံးပြုပါတယ်ရှင်ပြီးသွားရင်ချက်အုပ်လေးလုံးရဲ့တခြားရဲ့margarine ကိုကျွန်မကအရေးဖြော်လိုက်တယ်ပေါ့နော်ဒီအရေးဖြော်ထားတာလေးကိုအရင်ဦးဆုံးမှွေပါမယ်တကြားတွေပျော်သွားတဲ့အထိမှွေမယ်ပေါ့နော်ကျွန်မကတကြားညိုအပွင့်ကြီးသုံးလာတာဆိုတော့ဒီတကြားညိုပျော်ဖို့အတွက်ကိုပေါ့နော်ကြာလေးမှွေပေးရပါတယ်သူ့ရဲ့ recipe တိုင်းလုပ်လိုက်တာအစားတော့မကောင်းဘူးကောင်းတယ်ပေါ့နော်ဒါပေမဲ့ကျွန်မတကြားအရန်များသွားတာကိုတိတ်ပြီးမကြိုက်ဘူးပေါ့နော်ကျွန်မအမှတ်တကယ်ဆိုတကြား short ထည့်လိုက်ရမှာကိုသူ့ recipe တိုင်းလုပ်လိုက်တဲ့အတွက်ချိုလေးပိုပြီးလေးသွားတယ်ပေါ့နော်ကြားရီအားလုံးပျော်သွားပြီဆိုလို့ရှိရင်တော့ကိတ်ကြုံထည့်ပါမယ်ပြီးသွားရင်ကိုပေါင်နာမုံနဲ့စားလေးထည့်ပြီးတော့ဒါလေးတွေကိုအားလုံးနှက်ဆက်သွားအောင်မှွေလိုက်ပါမယ်ရှင်သူ့ရဲ့ recipe မှာလေကျုပ်ကများတယ်လို့ကျွန်မထင်တယ်ပေါ့နော်ကျုပ်များတာကြောင့်ကျွန်မ brownie ဖုတ်တဲ့အခါမှာbrownie က6တွတ်လေးနဲ့ပေါ့နော်မမတောက်လေးဖြစ်ရမယ်စားနည်းနည်းဣတဲ့ဘက်ကိုသွားပါတယ်brownie တော့အကုန်လုံးပါဝင်ပစ္စည်းတွေမှွေပြီးပြီဆိုတော့ဒါအပေါ်မှာတင်ဖို့အတွက်အိမ်မှာ cream cheese လေး89 gram ရှိနေတယ်ပေါ့နော် cream cheese တွေကိုကြက်ဥလေးတစ်လုံးထည့်ပြီးတော့မှွေပြီးတော့ပေါ့နော်သူ့ရဲ့အပေါ်မှာထပ်ပြီးတော့အလှဆင်ပြီးတင်မယ်ပေါ့နော်အဲ့တော့ cream cheese brownie ပုံစံလေးလုပ်မှာဖြစ်ပါတယ်ရှင်ဒီပေါ်အဖြူလေးတွေက cream cheese နဲ့ကြက်ဥနဲ့ပေါ့နော်မှွေပြီးတော့တင်ထားတာဖြစ်ပါတယ်ပြီးရင်တော့160နဲ့35မိနစ်လောက်ဖုတ်လိုက်ပါတယ်ရှင်35မိနစ်ဖုတ်လိုက်တဲ့အချိန်မှာမုတ်သားတွေကအတွင်းထဲမှာပျော့ပျော့အေးအေးပဲကျန်နေလို့ကျွန်မထပ်ပြီးတော့ဖုတ်လိုက်တဲ့အချိန်မှာပေါ့နော်အပေါ်က cream cheese တွေကလုံးဝညိုသွားတယ်ပေါ့နော်ညိုပြီးတော့မမာတဲ့ဘက်ကိုရောက်သွားတဲ့အခါမှာကျွန်မ cream cheese တွေကိုဖယ်ပြီးတော့ပဲဒီ brownie လေးပဲစားလိုက်ပါတယ်နောက်ထပ် vlog မှာပြန်တွေ့ပါမယ် bye bye